မင်္ဂလာပါရှင်တိုက်ကြီးမျိုးမင်္ဂလာရက်ကွက်ထဲဟာအိမ်လေးနဲ့မိတ်ဆက်ပေးပါမယ်တက်တာအိမ်လေးနဲ့ရေမီးစုံတက်တာအိမ်လေးနဲ့မိတ်ဆက်ပေးရမယ်ဟိုမှာမြင်နေရတာကွန်ကရစ်လမ်းလေးပေါ့နော်အားဒါကတော့ကွန်ကရစ်လမ်းဖြစ်ပါတယ်ရှင်ရန်ကုန်ပြည်လမ်းမကြီးကနေဆိုင်ကယ်နဲ့ဒီကိုရောက်ဆို3မိနစ်တော့ဝင်ရပါမယ်ရှင်ဒီမှာကားလေးတော့ဝင်လို့ရပါတယ်နော်ကားလေးဝင်လို့ရပါတယ်လမ်းက12ပေလမ်းလောက်12ပေလောက်ပဲရှိပါတယ်နော်ကားလေးဝင်လို့ရပါတယ်ရှင်ဒါလမ်းနဲ့အဝင်လမ်းနဲ့ပတ်ဝန်းကျင်အနေထားလေးရိုက်ပြပေးပါမယ်ရှင်ဒီမှာပတ်ဝန်းကျင်အနေထားပါနော်ဒါပတ်ဝန်းကျင်အနေထားပါဒါပတ်ဝန်းကျင်အနေထားလေးပါရှင်ဒီလေးဖြစ်ပါတယ်ရှင်ညနေဝါကတော့33ပေနောက်ကိုပေ90ကျဲတဲ့ရေမီးစုံခြံလေးဖြစ်ပါတယ်ရှင်ခြံရဲ့အကျယ်ကတော့မျက်နှာဝ33နောက်ကိုပေ90ကျဲပါတယ်နော်ဒီမှာဘေးမှာလည်းမြေပိုးတွေအများကြီးရှိပါသေးတယ်နော်အိမ်လေးကတော့ဒီမှာတက်သားလေးတွေနဲ့ခန်းစောက်ထားပါတယ်နော်ဒီမှာအော်မှာတက်သားလေးတွေပြပါမယ်ရှင်ဒါတော့ကောင်းရင်ပတ်ချမ်းလေးဖြစ်ပါတယ်နော်ကောင်းရင်ပတ်ချမ်းလေးပါဘေးကတော့ထញ្ញံကာလေးပါရှင်ဒါကတော့မျက်နှာ33နောက်ကိုပေ90ရှိတဲ့ရေမီးစုံပြေစာပိုင်ရှင်အမီပေါက်ဒီတက်သားအိမ်လေးကိုသိမ်းအင်္ဂါလေးတစ်ခန်းပါတယ်မိဖို့ကြောင့်ပါတယ်တစ်ချက်လောက်ထဲမှာကြည့်အောင်မိဖို့ကြောင့်လေအင်္ဂါလေးကနောက်ပြီးမှာပါရှင်ကြည့်ဒီအိမ်လေးကိုသိန်း335ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်သိန်း335ညှိနှိုင်းပါ